ဇလန်လေးကဂျပန်နိုင်ငံကနေစတင်ထားပါတယ်။အဲ့ဒီမှာအစွမ်းထက်တဲ့နင်ဂျာပေါင်း2သိန်းကျော်ရှိနေပြီးသူတို့ဟာတာမန်လူတွေလိုပဲရုံလုံးနေထိုင်ကြတာပါ။တကယ်တော့သူတို့ရဲ့ဘဝတွေဟာအလွန်အန္တရာယ်များလာပါတယ်။ဆူဇူကီဟာအောက်ခြေအဆင့်နင်ဂျာတယောက်ဖြစ်ပြီးမဂ္ဂဇင်းအက်ဒီတာဖြစ်အလုပ်လုပ်ရင်းလူအတိုင်းဝိုင်းထဲမှာပုံဖြတ်နေထိုင်သူပါ။ဒီနေ့မှာတော့သူမစီကိုလှုပ်ဝက်သတင်းစကားတစ်ခုရောက်လာပါတယ်။သူမဟာစာရေးဆရာကိုချက်ချင်းလှုပ်ဆက်ပြီးတရားဒဇင်းစီကိုအပြေးလွှားသွားခဲ့ပါတယ်။တရားကိုရောက်တဲ့အခါမှာတော့နင်ဂျာတွေကိုလိုက်လံတက်ဖြတ်နေတဲ့ရုရှားလူမျိုးတယောက်ကိုတွေ့လိုက်ရပြီးသူမကအဲ့ဒီလူကိုရှင်းလင်းဖို့တာဝန်ပေးရခြင်းခံထားရတာပါ။အဲ့ဒီလူကဆူဇူကီကိုစတင်ပစ်ခတ်ပေမဲ့သူမကကြီးစံတွေကိုပပလေးရှောင်တိန်နိုင်ခဲ့ပါတယ်။သူမကဖနှောက်နဲ့ပြန်လဲတိုက်ခတ်ရမှာဖနှောက်ဟာထက်မြက်တဲ့ဓာတ်မြောင်နှစင်းအဖြစ်ပြောင်းလဲသွားပါတယ်။တစ်ဖက်လူကလည်းကံကောင်းထောက်မစွာရှောင်နိုင်ခဲ့ပြီးစတိုက်ပစ်ခတ်ပါတော့တယ်။ဆူဇူကီကလည်းရှီရိုကန်တွေနဲ့ပြန်ပစ်ပေါက်ခဲ့ပါတယ်။အနီးကပ်တိုက်ခိုက်မှုတွေလုပ်ပေမဲ့လည်းအဲ့ဒီလူကအတော်လေးအခံကောင်းနေပါတယ်။ဆူဇူကီရဲ့လျှက်စစ်တုံးနဲ့တိုက်ခိုက်မှုကလည်းမတိုးဘဲနောက်ဆုံးမှာသူမမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။ဒီတိုက်ပွဲကိုအဝေးကနေစောင့်ကြည့်နေတဲ့တခြားနင်ဂျာတယောက်ရှိပါသေးတယ်။သူကတော့အစစ်မြင့်နင်ဂျာတယောက်ဖြစ်တဲ့ဂေတိုဖြောပါ။သူကအဲ့ဒီလူကိုပြစ်ခတ်ဖို့လုပ်နေတော့မှပဲတွားကြထိုးတဲ့တစ်ချောင်းကသူ့လက်မောင်းကိုလာမှန်ပါတယ်။လှည့်ကြည့်လိုက်တဲ့အခါမှာတော့လူငယ်တယောက်သူတို့စီပြေးလာတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလူငယ်ဟာကူရိုခရောလို့ခေါ်တဲ့နင်ဂျာတယောက်ပါ။ကူရိုကရုရှားလူမျိုးကိုအလွယ်တကူပဲအနိုင်ယူလိုက်ပြီးလက်ပင်းညစ်ပြီးအပြတ်ရှင်းလိုက်ပါတယ်။ပြီးတော့သူကပြန်တော့မဲ့အကြောင်းနဲ့ကျန်တာတွေကိုဆူဇူကီပဲဆက်ရှင်းလိုက်ဖို့ပြောပြီးထွက်သွားပါတယ်။ဆူဇူကီမှာတော့ကြောင်အန်းနဲ့ကြံရိတ်ခဲ့ရပါတယ်။ဘလို့လူမျိုးကများကိုလုပ်တဲ့အလုပ်ကိုတခြားသူကိုနာမည်ကောင်းပေးခံပြီးဒီအတိုင်းထွက်သွားရတာလေလို့သူမအံ့ဩနေမိတာပေါ့။ကူရိုကတော့အလုပ်များကြီးမလုပ်ချင်ဘူးအိမ်ပြန်အိတ်ချင်ပြီလို့ပဲအေးအေးဆေးဆေးပြန်ပြောပါတယ်။သူဟာအစွမ်းထက်ပေမဲ့လည်းအလွန်ပြင်းတဲ့လူစားမျိုးပါ။သူဟာအိမ်အိုလေးတစ်လုံးမှာတယောက်တည်းနေထိုင်ပါတယ်။အိမ်မှာပြင်းလာတဲ့အခါတွားကြထိုးတံကိုများတစ်စင်းလိုအားပြင်းပြင်းနဲ့မှုတ်ထုတ်တဲ့ကျင့်စဉ်ကိုလေ့ကျင့်နေတတ်ပါတယ်။ရုတ်တရက်ဆိုသလိုသူ့အခန်းထဲကိုလူတစ်ယောက်အတန်မပေးပဲဝင်လာပါတယ်။သူကတော့ကူရိုကိုတာဝန်ပေးဖို့ရောက်လာတဲ့စီနီယာကာတိုခဲ့တော့ပါ။ဒုတိယကမ္ဘာစစ်အပြီးမှာတွေ့ဖယ်သွားတဲ့နင်ဂျာအုပ်စုတွေဟာ Underground Ninja ဆိုတဲ့အန္တရာယ်ရှိတဲ့အဖွဲ့အစည်းကိုဖွဲ့စည်းခဲ့ကြပါတယ်။သတင်းပေးချက်တွေအရသူတို့ဟာစုံအထက်တန်းကျောင်း Zone High School ကိုအသွင်ယူထိန်းချုပ်ထားတယ်လို့သိရပါတယ်။အဲ့ဒီကျောင်းဟာအရင်ကစစ်ကြောင်းတစ်ခုရှိခဲ့တဲ့နေရာဖြစ်ပြီးစစ်အတွင်းကလှုပ်ဝက်ချက်တွေအဲ့ဒီမှာရှိနေနိုင်တယ်လို့ယူဆရပါတယ်။ကူရိုရဲ့တာဝန်ကတော့အဲ့ဒီကျောင်းကိုအသွင်ယူတက်ရောက်ပြီးသူတို့ရဲ့အစီအစဉ်မှန်ကိုဖော်ထုတ်ဖို့ပါကူရိုကိုကူညီဖို့အတွက်ကေတိုကအထူးဝတ်စုံတစ်ခုပေးပါတယ်။အဲ့ဒီဝတ်စုံကလူကိုပျောက်ကွယ်သွားအောင်လုပ်ပေးနိုင်တာပါ။ဝတ်စုံကိုစမ်းတက်ရင်အချိန်ဖြုံးနေတော့မှပဲသူတငယ်ချင်းတယောက်ကအင်တာသုံးဆက်ကူလိုချင်လို့လှမ်းអော်ပါတယ်။အင်တာဆက်ကူကအဝေးကြီးမှာရောက်နေတာပါ။သူမကကူရိုကိုငါ့ကိုလာကြည့်ရင်တက်ပြစ်မယ်လို့တတိပေးထားတာကြောင့်ကူရိုဟာနေရံပေါ်ကနေတွားသွားပြီးသူမကိုမကြည့်မိအောင်တတိထားရင်းအင်တာဆက်ကူတွားပေးခဲ့ပါတယ်။ဒါပေမဲ့ပေးဖို့လှည့်လိုက်တဲ့အချိန်မှာတော့ပါရိုက်ခံလိုက်ရပါသေးတယ်။နောက်တနေ့မနက်ကူရိုဟာကျောင်းကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့ကျောင်းဝင်ခွင့်စာမေးပွဲဖြေရမယ်ဆိုတာသိလိုက်ရတဲ့အခါသူတော်တော်လေးစိတ်ညစ်သွားပါတယ်။ခဏတာတော့သူဒီအလုပ်ကိုလက်လျှော့ပြီးတာဝန်ကိုပဲပြီးအောင်လုပ်ပြီးထွက်သွားခြင်းစိတ်ပေါက်သွားပါတယ်။ဒါပေမဲ့ကေတိုကိုကြောက်ရတာကိုသတိရသွားပြီးဘယ်လိုလုပ်ဆောင်မေးပွဲအောင်ဖြေရမလဲလို့တွေးပူနေပါတော့တယ်။နွမ်းရနေပေမဲ့ခံရတဲ့ရုပ်ရည်ကြောင့်ကူရိုဟာကျောင်းသားဟောင်းနိုဂူချီနာဂါချီရဲ့သတိထားခြင်းကိုခံလိုက်ရပါတယ်။အတန်းနဲ့ရောက်တဲ့အခါကူရိုကခေါင်းငုံပြီးနိုဂူချီရဲ့ဘေးမှာသွားထိုင်ပါတယ်။အဖွဲ့အစည်းကလူတွေဟာသူလာမှာကိုကြိုသိနေပြီးကျမ်းပြင်ပေါ်မှာရောင်စုံစံစစ်လေးတွေကျဲပြီးအဖြေမှန်တွေကိုပြင်ဆင်ပေးထားမယ်လို့သူယုံကြည်နေပါတယ်။ကူရိုကအဖြေတွေစရေးနေတော့မှပဲနိုဂူချီကရုတ်တရက်အော်ဟစ်ပါတော့တယ်။သူကအဲ့ဒီစံစေးတွေကိုပိုးကောင်တွေလို့ထင်နေတာပါဆရာဖြစ်သူကတော့ဒီစံစေးတွေကစိတ်နှောက်ယှက်ဖြစ်စရာလို့ထင်ရင်သူ့ဘာသာသူပဲရှင်းလင်းပြလိုက်ဖို့ပြောပါတယ်ဒါကိုကြည့်ပြီးကူရိုကတခုခုလုံးမဖြစ်တော့မယ်ဆိုတာရိပ်မိသွားတယ်သူကခဲဖြက်ကိုတမင်ချလိုက်ပြီးကောက်တလူလိုနဲ့ပိုက်တစ်ခုတည်းကိုစက်ကူလုံးလေးထည့်လိုက်ပါတယ်ပြီးတော့အဲ့ဒီစက်ကူလုံးနဲ့နိုဂူချီကိုလှမ်းပစ်လိုက်တာပေါ့နိုဂူချီကတယောက်ယောက်သူ့ကိုလာထိတယ်ဆိုပြီးအော်ဟစ်ပါတော့တယ်ဆရာကိုတော့ဖိုးကြီးနာဘူးဆိုပြီးဆွဆွဲတော့တာပဲဆရာကလည်းအေးစစ်စစ်ပဲငါလက်ကအဲ့ဒီလောက်အထိမရှိပါဘူးကွာလို့ပြန်ပြောပါတယ်သူတို့နှစ်ယောက်အခြေတင်ဖြစ်နေတော့မှပဲကူရိုကအဖြေလွှာတွေကိုတရားဆက်ဖြစ်နေလိုက်ပါတယ်။ဒါပေမဲ့တင်ချစာမပွဲမပြီးခင်မှာပဲဆရာကနိုဂူချီစီပြေးသွားပြီးကျမ်းပြင်ပေါ်ကစံစေးတွေကိုကတ်ထုတ်ပစ်လိုက်ပါတယ်။အဖြေကြည့်စရာမရှိတော့တဲ့အဆုံးကူရိုကစက်နာအောင်လုပ်ပါတော့တယ်။သူကထိုင်နေတဲ့နေရာမှာတင်တေးထွက်ကြသွားတယ်လို့ဟန်ဆောင်ပြီးငိုယိုကစာမပွဲဖြေရမှာအရန်စိတ်လှုပ်ရှားပြီးရေတွေအများကြီးတောက်မိလို့ပါလို့အကြောင်းပြပါတယ်။ဆရာကလည်းသူ့ကိုစိတ်အေးထားဖို့ချုံမော့ပြီးဒီစာမပွဲကအပေါ်ရန်ဟန်ပြတက်တက်ပါဘာမှမဖြေပဲစာရွက်အလုပ်ပေးခဲ့ရင်တော့အောင်မှာပါလို့အာမခံလိုက်ပါတယ်။ကြောင်းပိုတိကျင်တာကြောင့်ကူရိုဟာအပြန်လမ်းမှာနိုဂူချီကိုစောင့်နေခဲ့ပါတယ်။သူတို့နှစ်ယောက်အိမ်ကိုအတူတူလမ်းလျှောက်ပြန်ခဲ့ကြတယ်။ကူရိုရဲ့အိမ်ကအရင်ရောက်တာကြောင့်တနေ့နေ့ညစာလာစားဖို့နိုဂူချီကိုဖိတ်လိုက်ပါတယ်။နိုဂူချီကအစမှဝေခွင့်မရဖြစ်နေပေမဲ့နောက်ဆုံးတော့သဘောတူလိုက်ပါတယ်။သူတို့နှစ်ယောက်အိမ်ခေါင်မိုးပေါ်မှာစကားဆက်ပြောဖြစ်ကြတဲ့အခါအတန်းထဲကလူမိုက်အုပ်စုကသူ့ကိုခဏခဏနှိပ်စက်တတ်တဲ့အကြောင်းနိုဂူချီကပြောပြပါတယ်။အာနာလို့ခေါ်တဲ့သူတငယ်ချင်းဆိုရင်အနှိပ်စက်ခံရလို့ကြောင်းတော်မတက်တော့ဘူးတဲ့။ဒါအပြင်နိုဂူချီကကျောင်းအောက်မှာဒုတိယကမ္ဘာစစ်တုန်းကတည်းကရှိခဲ့တဲ့လှုပ်ဝက်ဥမင်လိုင်ကောင်းတွေရှိကြောင်းဖွင့်ဟလိုက်ပါတယ်။အဲ့ဒီလိုင်ကောင်းတွေဟာနင်ဂျာခေတ်တုန်းကအထူးစစ်အခြေစိုက်စခန်းတစ်ခုနဲ့ဆက်သွယ်ထားတာပါ။ဒါကိုကြားလိုက်ရတဲ့အခါ Underground Ninja အဖွဲ့ဟာအဲ့ဒီလှုပ်ဝက်စခန်းကိုပြစ်မှတ်ထားနေတာဖြစ်နိုင်တယ်လို့ကူရိုကရိပ်မိသွားပါတယ်။နေဝီယိုးရီအချိန်မှာတော့နိုဂူချီကအိမ်ပြန်ဖို့ပြင်ပါတယ်။ဒါပေမဲ့မတော်တဆခေါင်းမိုးပေါ်ကနေခြေချော်ကျသွားပါတော့တယ်။မြေပြင်ပေါ်မကျခင်မှာပဲကူရိုကအရှိကိုလွှားကနေခုန်ပြီးသူမကိုဖမ်းလိုက်ပါတယ်။သူတို့နှစ်ယောက်ပြုတ်ကျတဲ့အချိန်မှာကူရိုဝစ်စုံရဲ့ဘေးကင်းလုံခြုံရေးစနစ်ကအလိုလျောက်အလုပ်လုပ်ပြီးလေအိတ်ခါရှင်အဖြစ်ပြောင်းလဲသွားပါတယ်။နိုဂူချီကတော့လက်အော်ရင်ပါဇက်ကြီးအဟောင်းသားနဲ့တတိလစ်သွားပါတော့တယ်
ကူရိုလည်းသူမကိုအိမ်ထိဘေးကင်းအောင်ပြန်ပို့ပေးလိုက်ပါတယ်ငယ်ပါဝစူးစမ်းကျင်စိတ်နဲ့အမျှော်မြင်မရှိတဲ့ကောင်လေးတစ်ယောက်ဟာအိမ်နီးနားချင်းဖြစ်သူမစ္စတာကာဝါတိုရဲ့ရေချိုးခန်းအနီးမှာ drone လုပ်ဖို့ကြိုးစားနေပါတယ်အဲ့ဒီနေရာမှာကူရိုတစ်ယောက်သူ့ရဲ့ကိုပြောက်ဝတ်စုံကိုဝတ်ပြီးထိုင်နေတာကိုတော့အဲ့ဒီကောင်လေးလုံးဝမသိလိုက်ပါဘူးကူရိုကသူ့ရဲ့အထူးရဲ့စစ်တုံးနဲ့အဲ့ဒီကောင်လေးကိုတို့ပြီးရှောက်ရိုက်လိုက်ပါတယ်တကယ်တော့အဲ့ဒီကောင်လေးဟာနိုကူချီရဲ့တငယ်ချင်းအိုင်တာဖြစ်နေတာပါနောက်တစ်နေ့မှာတော့ကူရိုကအိုက်တာကိုကြောင်းလိုက်ဖို့ပေးပြီးသူ့ကိုကာကွယ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းအိုက်တာအနေနဲ့နေ့စဉ်တန်းကြီးအဖြစ်ယူပြီး900ပေးရမယ်လို့တတိပေးလိုက်ပါသေးတယ်။ကျောင်းရောက်တာနဲ့တခြားကျောင်းသားတွေကအိုက်တာကိုပြန်ပြီးနှောက်ယှက်ကြပါတယ်။ကူရိုကသူ့ခြေထောက်နဲ့အိုက်တာရဲ့ခြေထောက်ကိုချိတ်ပြီးတခြားကျောင်းသားတစ်ယောက်ကိုအရှိန်နဲ့ဝင်တိုက်လိုက်ပါတယ်။အဲ့ဒီကျောင်းသားဟာနာကျင်စွာနဲ့နောက်ကိုလွတ်ထွက်သွားပေမဲ့အိုက်တာကတော့ဘာဖြစ်သွားမှန်းတော့မသိလိုက်ပါဘူး။ကူရိုကတော့ဘာမှမဖြစ်တယ်လို့ပဲအေးအေးဆေးဆေးနောက်ဆုံးတန်းမှာသွားထိုင်နေလိုက်ပါတယ်။စာအုပ်ယူလာဖို့မေးသွားတဲ့ကူရိုကိုဘေးမှာထိုင်နေတဲ့စာလို့10တောက်ကသူမရဲ့စာအုပ်ကိုငှားပေးပါတယ်။ဒါကိုကြည့်ပြီးနိုကူချီကတော့မနာလိုဖြစ်နေတာပေါ့။အဲ့ဒီအချိန်မှာပဲကူရိုရဲ့မျက်နှာပေါ်ကိုလေဆာနီရောင်လေးတစ်ခုလာကြပါတယ်။ဒါဟာနင်ဂျာတွေအချင်းချင်းဆက်သွယ်တဲ့လှုပ်ဝက်ချက်ပြချက်ဖြစ်တာကြောင့်ကူရိုဟာချက်ချင်းပဲအတန်းထဲကထွက်သွားပါတော့တယ်။ခေါင်းမိုးပေါ်မှာတော့ရှီယွန်ရှင်းဆိုတဲ့ကောင်လေးနဲ့တွေ့ပါတယ်။ရှီယွန်ဟာအစင်းမြင့်နင်ဂျာတစ်ယောက်ဖြစ်ပြီးကူရိုရုရှားလူမျိုးနဲ့တိုက်ခိုက်တုန်းကလည်းရှိနေခဲ့သူပါ။သူဝင်မကူခင်မှာတင်ကူရိုကအပြည့်ရှင်းလိုက်တာဖြစ်ပါတယ်။ရှီယွန်ဟာလည်းအိုက်တာလိုပဲကျောင်းမှာနင်ဂျာအဖြစ်အသွင်ယူထားသူဖြစ်ပြီးသူ့ရဲ့တာဝန်ကတော့မြေအောက်နင်ဂျာအဖွဲ့ဝင်တွေကိုစုံစမ်းဖို့ပါ။ကျောင်းမှာနောက်ထပ်နင်ဂျာတစ်ယောက်ရှိနေပါသေးတယ်။သူကတော့ကျောင်းရဲ့စီကံထိန်းသိမ်းရေးမှုပါ။သူကကူရိုကိုကြောက်စင်းရင်ရေနွေးအိုကန်ဘော်ရုံမှာလာတွေ့ဖို့ပြောပြီးပြက်ကွယ်သွားပါတယ်။အိုက်တာတစ်ဖက်မှာအနိုင်ကျင့်ခံနေရတာကိုကူရိုမြင်သွားပြန်ပါတယ်။ကူရိုဟာသူ့ရဲ့စွမ်းအားကိုသုံးပြီးလူမမြင်အောင်ကိုရောင်ဖြောက်လိုက်ပြီးခေါင်းမှာစက်ကူပုံဆွတ်လျက်သားပြန်ပေါ်လာပါတယ်။ကျောင်းသားတစ်ယောက်ကသူ့ဘယ်သူလဲဆိုတာသိချင်လို့ကန်လိုက်ပေမဲ့အဲ့ဒီကျောင်းသားပဲပြန်လဲကျသွားပါတယ်။ကူရိုကထောင်ချောက်တစ်ခုဆင်ပြီးအိုက်တာရဲ့နောက်ကနေလက်မောင်းကိုကင်ကတခြားကျောင်းသားကိုအားပြင်းပြင်းနဲ့ထိုးလိုက်ပါတယ်။ဒါဟာအိုက်တာကပဲပြန်ချလိုက်တယ်လို့မျိုးအထင်ခံရအောင်လုပ်လိုက်တာပါ။နောက်တော့ကူရိုဟာစီကံထိန်သိမ်းရေးမှုနဲ့တွားတွေ့ပါတယ်။စီကံထိန်သိမ်းရေးမှုကဘာမှမပြောဘဲကူရိုကိုဓာတ်နဲ့ချက်ချင်းတိုက်ခိုက်ပါတော့တယ်။သူတို့နှစ်ယောက်လုံးဟာတစ်ဖက်လူကိုမြေအောက်နင်ဂျာဖွဲ့ဝင်လို့မှားယွင်းထင်မှတ်နေကြတာပါ။ကူရိုကတိုက်ကွက်အားလုံးကိုကျွမ်းကျင်စွာခုခံနိုင်ခဲ့ပါတယ်။စီကံထိန်သိမ်းရေးမှုဟာရန်သူမဟုတ်မှန်းသိသွားတဲ့အခါကူရိုကရက်ဖို့သတိပေးလိုက်ပါတယ်။သူကဂျိုဒူဆက်တလက်ကနေစီကံထိန်သိမ်းရေးမှုစီကိုပြစ်မှတ်ချိန်ထားပြီးသားဖြစ်လို့အခုချက်ချင်းအဆုံးသတ်နိုင်တယ်လို့ပြောပါတယ်။စီကံထိန်သိမ်းရေးမှုကတော့အစစ်နှိမ့်နင်ဂျာတစ်ယောက်ကဂျိုဒူကိုမထိန်ချုပ်နိုင်ဘူးအထင်နဲ့လှောင်ရင်နေတော့မှပဲကောင်းကင်ကနေလေဆာတန်းတစ်ခုကျလာပြီးသူ့ရဲ့ဓာတ်ကိုနှစ်ပိုင်းပိုင်းဖြတ်ပစ်လိုက်ပါတယ်။ဒါကိုမြမစီကံထိန်သိမ်းရေးမှုလည်းအခြေအနေကိုသဘောပေါက်ပြီးနောက်ဆုတ်သွားပါတော့တယ်။ကူရိုခန်းထဲကထွက်လာတော့ကျောင်းမှာနာမည်ကြီးတဲ့မီဆူကီကစောင့်နေပါတယ်။သူမကကူရိုကိုထူးဆန်းတဲ့အပြုံးတစ်ခုပြပြီးဘာမှမပြောဘဲထွက်သွားပါတယ်။တစ်ဖက်မှာတော့စတိုးဆိုင်တစ်ခုမှာလူမရှိဘဲအလိုလျောက်တကားပွင့်သွားပါတယ်။ကိုရောင်ဖြောက်ထားတဲ့တစုံတစ်ယောက်ဆိုင်ထဲဝင်လာပြီးပစ္စည်းတွေကိုဖြိုချပါတယ်။ဆိုင်ထဲကအမျိုးသမီးကပြန်တိုက်ခိုက်ပေမဲ့သူမလည်းနင်ဂျာတစ်ယောက်ဖြစ်ပါလျက်နဲ့အသက်ခံလိုက်ရပါတယ်။သူမရဲ့ဆရာနင်ဂျာအဖော်အသက်ခံလိုက်ရကြောင်းသတင်းရောက်လာပြီးမကြာခင်မှာပဲသူမကိုယ်တိုင်လည်းတိုက်ခိုက်ခံရပါတယ်။တိုက်ခိုက်တဲ့သူဟာမြေအောက်နင်ဂျာဖွဲ့ကဖြစ်ရမယ်လို့သူမသိလိုက်ပါတယ်။သူတို့စီမှာပဲလုံးဝကိုရောင်ဖြောက်နိုင်တဲ့ဝတ်စုံရှိပြီးသူမဝတ်စုံကတော့တဝက်ပဲဖြောက်နိုင်လို့ပါ။စာရိုအိမ်ပြန်လမ်းမှာအဲ့ဒီလူကဖမ်းဆီးလိုက်ပါတယ်။ဆူဇူကီကတာမန်လူတွေကိုမထိခိုက်ဖို့တတိပေးပေမဲ့ထိုလူကမင်းရဲ့တေဆုံးခြင်းကဒီမှမဟုတ်ဘူးကိုတန်ခါတန်အထက်တန်းကျောင်းမှာပဲလို့အေးဆက်ဆက်ပြန်ပြောခဲ့ပါတယ်။တစ်ဖက်မှာတော့နိုကူချီဟာသူမရဲ့အခန်းထဲမှာကူရိုကျောင်းကိုပဲတွေးနေမိပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာသူမခေါင်းထဲကနေကူရိုကိုထုတ်လို့မရပဲသူနဲ့တူပျော်ရွှင်စရာဘဝတစ်ခုတိစောက်တဲ့အကြောင်းတွေအိမ်မက်မက်နေပါတယ်။တညမှာတော့သူမရဲ့ဘေးနားမှာကူရိုထိုင်နေတာကိုရုတ်တရက်တွေ့လိုက်ရပါတော့တယ်။ကူရိုကနိုကူချီကိုမျက်လုံးချင်းစိုက်ကြည့်ပြီးမင်းညကဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေတဲ့နင်ဂျာတစ်ယောက်အသက်ခံလိုက်ရတယ်။မြေအောက်ဖွဲ့လှုပ်ရှားနေပြီးမကြခင်ဒီကျောင်းမှာတိုက်ပွဲဖြစ်လာနိုင်တယ်။နောက်ရက်အနှဲငယ်မလာနဲ့ပြောပြီးကူရိုကသတင်းပေါက်ကနေအပြင်ကိုတစ်ချက်ထဲခုန်ဆင်းသွားပါတယ်။မျက်စိမောက်တဲ့အတွင်းပျောက်သွားခဲ့တာအဲ့ဒီအချိန်တနေရာမှာလူတစ်ယောက်အသက်ရှူချက်နဲ့ပြေးနေတာမြင်လိုက်ရတယ်။အဲ့ဒီတော့နောက်ကတယောက်လိုက်နေတာလို့ခံစားရတယ်။ရုတ်တရက်လေထဲကနေနင်ဂျာကျဲတစ်လုံးဝဲလာပြီးသူ့ခြေထောက်ထိတယ်။သူလဲကျသွားတယ်သူ့နာမည်စာယူတာ။အရင်ကကူရိုတို့နဲ့တူတူလေ့ကျင့်ခဲ့မှုတဲ့နင်ဂျာဟောင်းမမြင်ရတဲ့အတန်တန်သူ့နားထဲဝင်လာတယ်။ငါတို့အဖွဲ့နဲ့ဝင်မလား။စာရူတာကသွေးယိုနေတဲ့ခြေထောက်ကိုကြည့်ပြီးသဘောကျတယ်လို့ပြုံးတယ်လူတက်ရတာငါကြိုက်တယ်။နောက်ပြစ်မှတ်ဘယ်သူလဲ။ သူမသိသေးတာကအခြားနင်ဂျာတွေကိုကိုပြောင်းနဲ့လိုက်တဲ့နေသူကသူကိုယ်တိုင်ပဲဆိုတာပါပဲနောက်တစ်နေ့မနက်မှာကျောင်းလာနေတဲ့ကျောင်းသားတစ်ယောက်လမ်းကြားထဲမှာချက်ချင်းပဲလဲကျသွားတယ်ဆာရူတာကအလောင်းကိုပခုံးပေါ်တင်ပြီးပျောက်သွားခဲ့တယ်တခြားတစ်ဖက်မှာတော့နိုကူချီကိုတတိပေးထားပေမဲ့ကျောင်းကိုရောက်လာခဲ့ပါတယ်ကျောင်းအဝင်ဝမှာကျောင်းအုပ်ကြီးနဲ့စုံမိပြီးအားလုံးကိုအလင်းအမြန်ပြောပြလိုက်တော့ကျောင်းအုပ်ကြီးမျက်နှာချက်ချင်းပြောင်းသွားတယ်လက်စွပ်တကွင်းထုတ်ပေးပြီးဒါကိုကူရိုစီအမြန်ဖို့အရေးကြီးတယ်လို့ပဲပြောခဲ့တယ်မကြခင်စာတင်ခန်းထဲကနေအော်တန်တွေထွက်လာတော့တာပေါ့ဆာရူတာကိုပြောင်းနဲ့ဝင်လာပြီးအလောင်းကိုအလဲမှာပစ်ချလိုက်တယ်အခန်းလုံးရုပ်ရုပ်တဲတဲဖြစ်သွားတယ်သူကတယောက်ပြီးတယောက်လိုက်တိုက်နေတယ်တခြားလွတ်သွားတဲ့သူတွေကိုလည်းနောက်ကနေလိုက်နေပါတယ်မကြခင်မှာပဲဆူဇူကီနဲ့ရှီယွန်ရှင်းဒိုစီကိုသတင်းဆိုးတစ်ခုရောက်လာပါတယ်အဲ့ဒါကတော့ကျောင်းထဲကိုမြေအောက်နင်ဂျာတယောက်ကျူးကျော်တိုက်ခိုက်နေပြီဆိုတာပါပဲဆူဇူကီကျောင်းကိုရောက်သွားတဲ့အချိန်မှာတော့တိုက်ခတ်ခံရတဲ့မြင်ကွင်းကိုမြင်လိုက်ရပါတယ်သူမလည်းချက်ချင်းပဲမော်တုတ်တံကိုထုတ်ပြီးတိုက်ပွဲဝင်ဖို့ပြင်ဆင်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့လောက်ကျန်တက်ဖြတ်သူဟာသူ့ရဲ့ကိုပြောက်ဝစ်စုံနဲ့မျက်နှာဖုံးကိုချွတ်လိုက်တဲ့အခါဆူဇူကီတယောက်အံ့ဩသွားရပါတယ်သူဟာတခြားသူမဟုတ်ပဲဆာရူလာဖြစ်နေလို့ပါ
စာရူတာကသူမကိုမှတ်မိလားလို့အေးဆက်ဆက်နဲ့မေးလိုက်ပြီးသူတို့ဒီကျောင်းမှာအတူတူပညာသင်ခဲ့တုန်းကသူဟာသူမအပေါ်ဘလောက်အထိအချစ်ကြီးခဲ့လဲဆိုတာပြန်သတိပေးပါတယ်။ဆူဇူကီကသူ့ရဲ့ခံစားချက်တွေကိုလှောင်ပြောင်ပြီးထွက်ပြေးသွားခဲ့တယ်လို့သူကဆွဆွဲလိုက်ပါတယ်။ဒေါသနဲ့အမုန်းတရားတွေဖုံးလွှမ်းနေတဲ့စာရူတာဟာဘသူ့ကိုမှမညတာတော့ပါဘူး။နှစ်ယောက်သားပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားကြပါတယ်။ဆူဇူကီကအသာစီးရပြီးအနိုင်ရဖို့နှိစက်လာပေမဲ့တခုကိုတော့သူမသတိမထားမိခဲ့ပါဘူး။အဲ့ဒါကတော့စာရူတာရဲ့ဝတ်စုံဟာလျှက်စီးပတ်လန်းတွေကိုစုပ်ယူနိုင်စွမ်းရှိတာကြောင့်သူမရဲ့မော်တုတ်တန်ကသူ့အပေါ်မှာဘာတက်ရောက်မှုမှမရှိတာပါပဲဆူဇူကီအရေးနှိမ့်တော့မဲ့ဆဲဆဲမှာပဲအမျိုးသားတစ်ယောက်ကဗရင်ပေါက်မှန်တွေကိုခွဲပြီးဝင်ရောက်လာပါတယ်သူကတော့အစစ်မြင့်နင်ဂျာတစ်ယောက်ဖြစ်တဲ့ကိုင်းတို့ခဲတော့ပါပဲစာရူတာဟာကိုင်းတို့ကိုတွေးလိုက်တာနဲ့သူ့အတွက်အခြေအနေမကောင်းမှန်းချက်ချင်းသိလိုက်ပြီးမျက်နှာဖုံးကိုပြန်တက်ကကိုပြောက်ပြီးထွက်ပြေးဖို့ကြိုးစားပါတယ်ဒါပေမဲ့ကိုင်းတို့အတွက်ကတော့ဒါကအလုံးမဖြစ်ပါဘူးသူကလျှက်စီးလိုမျက်စံတဲ့အချိန်နဲ့သူ့ရဲ့လက်မောင်းကိုသူပြန်လိလိုက်ပြီးစာရူတာစီကိုတွေးတွေနဲ့ပတ်လိုက်ပါတယ်သွေးတွေစွန့်ထင်သွားတဲ့အတွက်ကိုပြောက်နေတဲ့စာရူတာရဲ့ခန္ဓာကိုယ်ဟာထင်ထင်ရှားရှားပေါ်ထွက်လာပါတယ်။ကိုင်းတို့ကဓာတ်နဲ့ချက်ချင်းတိုက်ခိုက်လိုက်ပေမဲ့စာရူတာရဲ့ဝစ်စုံကမိုးပြန်ပူပေါင်းလို့ရုတ်တရက်ဖောင်းကားလာပြီးဓာတ်ချက်ကိုခုခံလိုက်ပါတယ်။အဲ့ဒီအခွင့်အရေးကိုသုံးပြီးစာရူတာဟာလွတ်မြောက်သွားပါတော့တယ်။တစ်ဖက်မှာလည်းလိုဂူချီနာဂါချီတယောက်ကူရိုခရောကိုလိုက်ရှာနေတော့ထိတ်လက်တကြားဖြစ်နေတဲ့အီဒါနဲ့တိုးပါတယ်။အီဒါကကူရိုနဲ့တခြားကောင်လေးတယောက်မြေအောက်လိုင်ကူထဲကိုဝင်သွားတဲ့အကြောင်းပြောပြပါတယ်။အဲ့ဒီလိုင်ကူထဲမှာမြေအောက်ခံတပ်စခန်းစီသွားတဲ့လှုပ်ဝက်လန်းရှိတယ်လို့ကောလာဟာလာတွေရှိနေပါတယ်။အီရာတို့ကတော့ကြောက်လို့အထဲကိုမဝင်ရဲခဲ့တဲ့အတွက်အခုတော့ကူရိုအတွက်စိုးရိမ်နေကြတာပါတကယ်လဲကူရိုဟာလှိုင်ကူထဲမှာမိန်းကလေးတစ်ယောက်နဲ့တွေ့နေပါတယ်သူမကတော့ဒီစီဇန်အားလုံးကိုအစကတည်းကကြိုးကန်ခဲ့တဲ့မစ်ဆူကီမက်ချူကီပါပဲမစ်ဆူကီရဲ့စွမ်းအားဟာကူရိုထင်ထားတာထက်အစပေါင်းများစွာပိုကြီးမားနေပါတယ်ကူရိုကသူမကိုတားဆီးဖို့ဘုံနဲ့ပစ်ပေါက်လိုက်ပေမဲ့ခဏအကြာမှာတော့သူမဟာနိုင်ရန်ပေါ်မှာလက်ချောင်းတစ်ချောင်းနဲ့တွဲလောင်းခုနေတာကိုတွေ့လိုက်ရပါတယ်ကူရိုကဘိုးအားမြင့်လျှက်စစ်ကျိုးနှစ်ချောင်းနဲ့ထပ်မံပစ်ပေါက်လိုက်ပေမဲ့သူမကတော့လျှက်စစ်တအားတွေသူမအပေါ်တက်ရောက်မှုမရှိတယ်လို့မျိုးလက်ပလာနဲ့ဖမ်းပြလိုက်ပါတယ်ကျောင်းထဲမှာတော့စာရူတာဟာစင်ကြံလန်းတွေအတိုင်းဆက်လက်လှည့်လည်နေတော့ရှီယွန်နဲ့ထိတ်တိုက်တွေ့ပါတယ်။ရှီယွန်ကသူ့ရဲ့ဓာတ်ကိုထုတ်ပြီးစာရူတာကိုရင်ဆိုင်ပါတယ်။ရှီယွန်ကပါးနဲ့စွာနဲ့ပဲဖန်ခွဲစားတွေကိုကျမ်းပြင်ပေါ်မှာကျဲချလိုက်ပြီးအတန်ကိုနားထောင်ကကိုပြောက်နေတဲ့စာရူတာရဲ့ဒီနေရာကိုခြေရခံပါတယ်။သူကင်ထားတဲ့ဝက်ဝင်ရုပ်လေးကလေးစာရူတာဘယ်နားမှာလဲဆိုတာကိုအတိအကျသိအောင်ကူညီပေးပါတယ်။ရှီယွန်ကစာရူတာကိုနေရာမှာကတ်သွားအောင်ဖိအားပေးနိုင်ခဲ့ပြီးစက္ကန့်ပိုင်းတွင်းမှာပဲဂျိုလူပြစ်မှတ်နဲ့တက်ဖြစ်တော့မဲ့အခြေအနေထိရောက်သွားပါတယ်။ဒါပေမဲ့နောက်ဆုံးမိနစ်မှာစာရူတာကထွက်ပြေးသွားပြန်ပါတယ်။ရှီယွန်ကအမိုးပေါ်အထိလိုက်ဖမ်းပြီးပြင်းထန်တဲ့ဓာတ်ချက်နဲ့ပိုင်းချလိုက်ပေမဲ့စာရူတာရဲ့ဝစ်စုံခုံပဲကြံခဲ့ပါတယ်။အဲ့ဒီနောက်စာရူတာကရှီယွန်ကိုနောက်ကျောကနေအလစ်ငိုက်တိုက်ခိုက်လိုက်ပါတယ်။ရှီယွန်ရှောင်တိန်ဖို့ကြိုးစားပေမဲ့သူ့ရဲ့ဓာတ်ဟာထပ်ပိုင်းကျိုးသွားခဲ့ပါတယ်။ရှီယွန်ကတိုက်ခိုက်ရေးကျွမ်းကျင်ပေမဲ့မြေအောက်နင်ဂျာတွေမှာကပုံမူတာလုံးနဲ့လက်နက်တွေရှိနေတာပါ။တိုက်ပွဲအတွင်းရှီယွန်ရဲ့ပခုံးမှာဒဏ်ရာပြင်းထန်စွာရသွားပြီးကျိုးနေတဲ့ဓာတ်တို့လေးနဲ့သာအသေးအတန်ခုခံနေရပါတယ်။ရှီယွန်အရှုံးပေးရတော့မဲ့အချိန်မှာပဲဂိုင်းတို့ရောက်ရှိလာပြီးအခြေအနေကိုပြောင်းပြန်လာလိုက်ပါတယ်။ဂိုင်းတို့ဟာသူ့ရဲ့ဓာတ်နဲ့စာရူတာရဲ့ခန္ဓာကိုယ်ကိုအဆုံးထိထိုးပေါက်လိုက်ပြီးစာရူတာရဲ့တောင်းကျမ်းမှုတွေကိုအဆုံးသတ်ပေးလိုက်ပါတယ်။ရှီယွန်ရဲ့အသက်ကိုလည်းကယ်တင်နိုင်ခဲ့ပါတယ်။မြေအောက်လိုင်ကူထဲမှာတော့ကူရိုဟာမစ်ဆူကီကိုမရှင်နိုင်မဲ့ရှုံးနေပါတယ်။မစ်ဆူကီရဲ့စွမ်းအားကအရန်ကြီးလွန်းတာကြောင့်သူမကိုအနိုင်ယူဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲ။ကူရိုကသူမဘာကြောင့်ဒီလိုတွေလုပ်နေရတာလဲဆိုတဲ့ရည်ရွယ်ချက်ကိုမေးမြန်းတဲ့အခါမှာတော့မစ်ဆူကီကအမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်။သူမဟာတရေမားတွေကိုတမင်ဖြန့်ပြီးနင်ဂျာအားလုံးကိုကြောင်းထဲရောက်လာအောင်ဆွဲဆောင်ခဲ့တာပါ။ဒါမှသာသူတို့ဟာလေဆာဂျိုတုကိုအသက်သွင်းနိုင်မှာဖြစ်ပြီးဒေတာတွေကိုဟက်လုတ်ကဂျိုတုရဲ့ဒီနေရာကိုပါစုံစမ်းနိုင်မှာဖြစ်ပါတယ်။သူတို့ဟာအချက်လက်တွေကိုဟက်လုတ်ပြီးဂျိုတုရှိတဲ့နေရာကိုတိတိကျကျရှာဖွေနိုင်ခဲ့ကြပါတယ်။အခုဆိုရင်သူတို့ရဲ့အဖွဲ့ဝင်တစ်ယောက်ဟာအာကာသထဲမှာတော့အလုံးလုံးနိုင်တဲ့အထူးဝတ်စုံကိုဝတ်ဆင်ပြီးဂျိုတုစီကိုရောက်ရှိနေပြီဖြစ်ပါတယ်။တစ်ဖက်မှာလည်းမက်ဆီကရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့်ခရော့တရားခုခံဖို့အတော်လေးရုန်းကန်နေရပါတယ်။မက်ဆီကရဲ့အစမတန်ကြီးမားတဲ့ခွန်အားကိုသူမနှဲတောင့်ခံထားရတာပါ။အဲ့ဒီအချိန်မှာပဲနိုင်ကချင်းနဲ့အေဒယ်တို့ရောက်လာကြပါတယ်။စီကန်ထိန်သိမ်းရေးဒရိုက်တာပေးခိုင်းလိုက်တဲ့လက်စွပ်ကိုနိုင်ကချေကခရော့စီလက်ဆင့်ကမ်းပေးလိုက်ပါတယ်ခရော့ကလက်စွပ်ကိုအသက်သွင်းပြီးအင်တင်နာကိုထုတ်လိုက်တဲ့အချိန်မှာပဲဒရုန်းတစ်စီးကဓာတ်တလက်ကိုတည်ဆောင်လာပါတယ်ခရော့ဟာဓာတ်ကိုဖမ်းကင်ပြီးမက်ဆူကေကိုဖုံမုံတွေကြားထဲရောက်အောင်ကန်ထုတ်လိုက်ပါတယ်အူအကျိတ်အနယ်ရင်ဆိုင်တိုက်ခိုက်ကြပြန်ပါတယ်မက်ဆူကေကိုထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်တာဟာအမှားတစ်ခုဆိုတာခရော့ချက်ချင်းသဘောပေါက်သွားပြီးရှောင်းတင်းရင်ပြန်လည်တိုက်ခိုက်ဖို့ကြိုးစားပါတယ်ရုတ်တရက်ဆိုသလိုသူဝစ်ထားတဲ့ကိုပြောက်ဝစ်စုံကအသုံးမဝင်တော့ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီဝစ်စုံကခန္ဓာကိုယ်ပေါ်ပိုင်းကိုပဲဖျောက်ပေးနိုင်တာကြောင့်မက်ဆူကာကသူ့ကိုအထင်သားမြင်နေရတော့မှာပဲဒီလိုပုံစံနဲ့စက်တိုက်ရင်သူဘလောက်အထိတောက်ခံနိုင်မလဲဆိုတာခရော့ကိုပြန်မေးနေမိပါတယ်သူဟာဘာမှမတွန့်ဆုတ်ပဲရှေ့ကိုအတင်းတိုးဝင်လိုက်ပါတယ်ခရော့ရဲ့ဓာတ်ကမက်ဆူကီကိုထိုးဖောက်သွားတယ်လို့တစ်ချိန်တည်းမှာပဲမက်ဆူရဲ့ဓာတ်ကလည်းခရော့စီကိုရောက်သွားပါတယ်နက်ကချေကသူ့စီအပြေးလွှားသွားပြီးတွဲထူကထွက်ပြေးဖို့ကူညီပေးပါတယ်အဲ့ဒီချိန်မှာပဲမြေအောက်နင်ဂျာအဖွဲ့ဝင်တစ်ယောက်ဟာဂျိုတူတဲကိုခိုးဝင်ပြီးစနစ်ထဲကိုဗိုင်းရပ်စ်ထည့်သွင်းကလေဆာကွန်ရက်ကိုထိန်းချုပ်လိုက်ပါတယ်သူကလေဆာစွမ်းအားကိုအမြင့်ဆုံးအထိမြင့်တင်လိုက်ပြီးကျောင်းကိုပြစ်မှတ်ထားကပစ်ခတ်လိုက်ပါတော့တယ်ပြင်းထန်တဲ့လေဆာတိုက်ခိုက်မှုကြောင့်ကျောင်းကြီးတစ်ခုလုံးပြာကျသွားပြီးဖြစ်ပေါ်လာတဲ့ပောက်ကွဲမှုတန်ကြောင့်မြေအောက်ဘန်ကာကြီးဟာလည်းပြင်းပြင်းထန်ထန်တုန်ခါသွားပါတယ်။ဘန်ကာကြီးကပြိုကျတော့မဲ့အခြေအနေမှာထွက်ပေါက်ကလည်းအဝေးကြီးမှာပါ။နက်ကချင်နဲ့ခရော့တို့ထွက်ပြေးဖို့ကြိုးစားပေမဲ့ခရော့ကဒဏ်ရာပြင်းထန်လို့နေပါတယ်။သူအသက်ရှင်မှာမဟုတ်ဘူးဆိုတာသိနေတဲ့ခရော့ဟာသူ့ရဲ့အထူးဝတ်စုံကိုချုပ်ပြီးနက်ကချင်ကိုကာကွယ်ပေးဖို့သူမကိုဝတ်ပေးလိုက်ပါတယ်။သူတို့ပတ်ပတ်လဲမှာအပြက်စီးတွေပြိုကျလာပါတော့တယ်။အတော်ကြာပြီးနောက်မှာတော့နက်ကချာတယောက်တည်းအပြင်ကိုလွတ်မြောက်လာခဲ့ပါတယ်။လူဝက်ချက်တွေနဲ့အဆုံးသတ်ထားပါတယ်။